တူးစီမှာမှမရှိတဲ့ဒီဇိုင်းလေးကိုပြပေးမယ်เนาะဒီမှာဒီရက်ကျိုးလေးကြောက်ကျိုးလေးမိုးကုံးမြတာအောင်စိုက်ကြောက်ကျိုးလေးကိုမှလေဒီရက်ကျိုးလေးရလေကျိုးလေးတီးတန့်လဲဝစ်လို့ရတယ်ဒါမျိုး locket တီးဘနော်အကိတ်တွေနဲ့တွဲပြီးမှဝစ်လို့ရတယ်ပြီးဆိုဒီမှာနှစ်ဆွဲလေးရောအရန်လာတယ်เนาะတမျိုးချင်းစေးကိုတခါတည်းပြောပြလိုက်မယ်ဒီရက်ကျိုးတီးတန့်လေးက3,200,000နဲ့ရောင်းပေးမယ်ဒီရက် locket တီးကကြတော့တလင်းစိမ့်ကြောက်ချက်စီတိုနီလေးเนาะဒီရက်ချက်စီတိုနီလေးကကြတော့3,200,000နဲ့ရောင်းပေးမယ်ဒီလိုဒီဇိုင်းကြောက်ကျိုးလေးမှကြိုက်တယ်ဆိုရင်ဒီရက်ကြောက်ကျိုးဒီဇိုင်းလေးတိုင်းကိုဂါးနဲ့ပန်းခင်းလေးနဲ့လေရမယ်ဂါးနဲ့ပန်းခင်းလေးကိုမှဒါလေးကကြတော့ရွှေရောင်လေးနဲ့ recognize ပန်းခင်းလေးအရန်လာတယ်မတို့เนาะပွင့်တန့်နေရကြောက်လေးရလေးစိန်ကျွန်းအတန့်လေးတွေပဲတုံထားပေးရသူကပြီးတဲ့ခါကျဒါလေးကကြတော့ဒီမှာဒါမျိုးလေးဒီမှာကြတော့လေ PD ကာလာလေးနဲ့ရမယ်ဒါလေးကလေ locket တင်းနဲ့တွဲထားတယ် locket တင်းလေးနဲ့မတွဲချင်လို့ဒီလိုကြိုးသီးတဲ့လေးနဲ့ပဲဝှချင်တယ်ဆိုလဲရတယ်ကဲမတို့ဈေးလေးတစ်ခါလေးပြောထားပြီးရဒီရက်နှစ်ဆွဲလေးပြောပြပေးမယ်ဒီရက်ညစိမ်းနှစ်ဆွဲလေးဒီရက်ညစိမ်းနှစ်ဆွဲလေးဆိုရင်ရောင်းပေးမှာ4,500နဲ့ပဲရောင်းပေးမှာမတို့9,000တောင်မပြည့်တဲ့စီဘလူးစီမှာမရဘူးညီမလေးစီမှာပဲရတဲ့စီနဲ့ရောင်းပေးထားတာเนาะညီမလေးစီမှာပဲရမယ်ရှင်မတို့เนาะမတို့ကြိုက်တဲ့ဇိုင်းလေးကို screenshot လေးတွေပဲမှာစစ်တယ်လာပေးပါရှင်